ဒီကံဘောဝယ်အားကိုးနေတဲ့အသင်းဖြစ်လို့အာဆနယ်ကိုမပြောင်းချင်ခဲ့တာဆိုတဲ့ Morgan Rogers ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Igris Sport ကနေတင်ဆက်နေပါတယ်ဘောလုံးလောကမှာကစားမတစ်ယောက်ကကလပ်တင်းတစ်တင်းရဲ့ကမ်းလှမ်းမှုကိုညှင်းဆန်တာကတာမန်ကိစ္စတစ်ခုလို့ဆိုနိုင်ပေမဲ့အခု Morgan Rogers ရဲ့ညှင်းဆန်ပုံကတော့အာဆနယ်ပရိသတ်တွေအတွက်တကယ်မှဒေါသထွက်သွေးဆူခြင်းစရာကောင်းနေပါတယ်ခင်ဗျာအာဆနယ်လိုအသင်းကြီးစီကိုပြောင်းရွှေ့ဖို့ခွင့်ရေးကိုလက်လွတ်ရုံနဲ့မကဘဲနဲ့ကနာရီရဲ့ကစားကော့ကိုပါလောင်ပြောင်းသလိုမျိုးဝေဖန်သွားခဲ့တာပါသူကအာဆနယ်အသင်းကိုလေးစားပါတယ်လို့အစချီးခဲ့ပေမဲ့တကယ်တမ်းဂန်နာရိုရဲ့ကစားဟန်ကသူတက်ကတော့လုံးဝသဘောမကျစရာလို့ပုံပွင့်နေပဲပြောချလိုက်ပါတယ်အထူးသဖြင့်အာဆနယ်ရဲ့ကစားကွက်ဟာတောင်ကန်ဘောတွေနဲ့ဒီကန်ဘောဆက်ပစ်တွေကနေအလုံးမဲမီကိုနေရပြီးကစားမတွေအတွက်ကွင်းထဲမှာလွတ်လပ်မှုနဲ့ဖန်တီးနိုင်စွမ်းအားနေတယ်လို့သူကမြင်နေတာပါရောဂျာကသူကနီးပြဟာပိုင်းရပိုပြီးတော့လွတ်လပ်စွာဖန်တီးခွင့်ရတဲ့စနစ်မျိုးမှာပဲကစားချင်တာလို့ဆိုထားတာပါဘောလုံးကစားမတစ်ယောက်အနေနဲ့ခြေစွမ်းပိုင်းပိုတိုးတက်ခြင်းတဲ့အတွက်သူတို့ဆက်ပြီးအခြေအနေတွေကိုပဲထိုင်ဆောင်ပြီးတော့ကစားနေရတဲ့အသင်းမျိုးဆိုတာအထက်ပွဲတင်ကစားကွက် Open Play ကနေအခွင့်အရေးတွေတောက်လျှောက်ဖန်တီးနိုင်တဲ့အသင်းမျိုးမှာပဲကစားခြင်းတယ်လို့ရဲဝင်ပဲဆိုသွားခဲ့တာဖြစ်ပါတယ်ဒီကားတွေဟာအာဆနယ်ပရိသတ်ရဲ့အာယုံကြောကိုတိုက်ရိုက်သွားဆွလိုက်တာပါပဲသူတို့အသင်းကိုတီကန်ဘောနဲ့မှဂိုးရဲ့အသင်းလို့တွေ့ရပြီးတော့နှိမ်ချသွားတဲ့ Rogers ရဲ့ပြတ်သားတဲ့မှတ်ချက်တွေကအာဆနယ်ပရိသတ်တွေကြားမှာအကြီးကျယ်ဒေါသထွက်ပွဲဆူသွားစီဖို့အပြေးအဝလုံလောက်နေပြီပဲဖြစ်ပါတယ်ခင်ဗျာ